လူသက်သမားဟာသူ့ရဲ့ပြစ်မှတ်ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတော့မှပဲလေရင်ဟာရုတ်တရက်ပြင်းထန်တဲ့လေပွေလိုင်းနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူတို့အားလုံးချမ်းပြေပေါ်လဲကျသွားကြတာကြောင့်သူဟာတိုက်ခိုက်ဖို့အကောင်းဆုံးအချိန်ကိုလွဲချော်သွားခဲ့ရပြီးသူ့ရဲ့အမှားအတွက်ပြန်ပေးဆက်ရတော့မှဖြစ်ပါတယ်။သူ့နေရာသူပြန်ထိုင်ပြီးနောက်မှာတော့မိုက်ဟာထီကိုထိုင်ကုန်တစ်ခုချာနဲ့ညှက်ပြီးထားလိုက်ပါတယ်။မမျှော်လင့်ပဲအဲ့ဒီထီကဟာလူသက်သမားကိုတွားပြီးစိုက်မိသွားခဲ့ပါတယ်။တကယ်တော့လူသက်သမားဟာအဲ့ဒီထီကမှာအစိတ်တွေတုံးလိမ့်ထားခဲ့တာပါ။သူကမိုက်ကိုတတ်ဖို့အတွက်အဲ့ဒီထီကိုတုံးဖို့မူလကစီစဉ်ထားခဲ့တာဖြစ်ပေမဲ့နောက်ဆုံးမှာတော့သူ့ကိုယ်သူပြန်ထိခိုက်မိသွားခဲ့ပါတယ်။10 စက္ကန့်တော့မပြည့်တဲ့အချိန်တွင်းမှာပဲလူသက်သမားဟာအသက်ရှူရသွားခဲ့ပါတယ်။ဒါပေမဲ့မိုက်ကတော့အန်ရီကနေလုံးဝမလွတ်မြောက်သေးပါဘူး။လေရင်ဆင်းတက်ပြီးတဲ့နောက်မှာတော့အလောင်းကိုအပြင်ကိုတည်ထုတ်သွားခဲ့ကြပါတယ်။လူသက်သမားရဲ့အပေါင်းပါတွေကအဲ့ဒီအလောင်းကိုမိုက်ရဲ့အလောင်းကိုထင်နေခဲ့ကြတာပါ။သူတို့ကအလောင်းနဲ့ခြုံထားတဲ့အဝတ်ကိုလှန်ကြည့်လိုက်တဲ့အခါကျမှသာလုပ်ငန်းစဉ်ကြာရှုံးတော်မှန်ရိပ်မိသွားကြပါတယ်။စပင်ရွှေဝါရောင်နဲ့လူဟာမိုက်ကိုကိုယ်တိုင်အပြည့်ရှင်ဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီးအစင်းမြင့်စနိုက်ပါရိုင်ဖယ်တနက်ကိုထုတ်ယူလိုက်ပါတယ်။ဒါပေမဲ့မော်တော်ကားပြပွဲကြီးမစတင်မီမှာပဲနောက်ထပ်မမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။စိုးသွမ်းတဲ့ကောင်လေးတစ်ယောက်ကခီးကိုအမှတ်မတင်လှမ်းဖွင့်လိုက်တာကြောင့်ကားမောင်းသူရဲ့အမြင်အာရုံကိုပိတ်ဆို့သွားစေခဲ့ပါတယ်။စပင်ရွှေဝါရောင်နဲ့လူဟာသူ့ရဲ့ပြစ်မှတ်ကိုတေချာမချင်းနိုင်တော့ပါဘူး။သူပြစ်လိုက်တဲ့တနက်ကြီးစံတစ်ချက်ဟာကားကောင်းမှုပေါ်ကလေထိုးအောင်ကိုသွားမှန်ခဲ့ပြီးတင်းပေါက်တစ်ခုလုံးကိုလုံးဝဖုံးအုပ်သွားစေခဲ့ပါတယ်။ကားမောင်းသူဟာလမ်းကိုတိတိကျကျမမြင်ရပဲဆက်လက်မောင်းနေခဲ့ပါတယ်။ကားဟာလမ်းချော်ပြီးတစ်ပင်တစ်ပင်ကိုတက်တက်ကြီးဝင်တိုက်မိခဲ့တာကြောင့်စပင်ရွှေဝါရောင်နဲ့လူဟာတစ်ပင်နဲ့ကားချညက်ပြီးပြင်းပြင်းထန်ထန်စောင့်မိသွားပါတော့တယ်။ကားထဲကလူတွေကတော့ဘာဖြစ်သွားလဲဆိုတာကိုလုံးဝတတိမထားမိကြပါဘူး။ကားမောင်းသူကတော့ဘာမှမမြင်ရပဲလမ်းပေါ်မှာဟိုဝေးဒီဝေးနဲ့ဆက်မောင်းနေခဲ့ပြီးဘလို့ပဲဖြစ်ဖြစ်ညစာစားပွဲမစတင်မီမှာပဲပင်လယ်ကမ်းခြေစီကိုရောက်ရှိသွားခဲ့ပါတယ်။တတိယမြောက်လူသက်သမားကတော့မကြခင်မှာပဲရောက်ရှိလာခဲ့ပြီးသူ့ရဲ့အဓိကပြစ်မှတ်ကတော့လက်နက်ပွဲစားဖြစ်ပါတယ်။သူဟာလက်နက်ပွဲစားရဲ့တက်တော်ဆောင်တွေကိုအချိန်တိုအတွင်းမှာပဲအမြန်ရှင်းလင်းပစ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာမိုက်လန်းလျှောက်ဝင်လာခဲ့ပြီးလိုက်ကအောက်ကနေထွက်နေတဲ့ဖက်နက်တစ်စုံကိုတတိပြုမိသွားပါတယ်။သူကအဲ့ဒီဖက်နက်တွေကိုတင်းနေလိုက်တာကြောင့်လူသက်သမားဟာဒေါသဥပောက်ကွဲသွားပြီးသူ့ရဲ့ထီနဲ့မိုက်ကိုလွှဲရိုက်ခဲ့ပေမဲ့မိုက်ကထီကိုလူယူလိုက်နိုင်ပါတယ်။အဲ့ဒီနောက်လူသက်သမားကမိုက်ကိုဝရန်တာပေါ်ကနေတွန်းချလိုက်တာကြောင့်သူဟာလက်နက်ပွဲစားရှိနေတဲ့ရေကူးကန်တွေကိုပြုတ်ကျသွားခဲ့ပါတယ်။လူသက်သမားကအခွင့်ကောင်းကိုအရယူပြီးအစိတ်ယူထားတဲ့ထီနဲ့လှမ်းပစ်လိုက်ကလက်နက်ပွဲစားကိုအောင်မြင်စွာတက်ပစ်လိုက်ပါတယ်။မိုက်ကတော့ဒါရီအားလုံးကိုပြက်လုံးတစ်ခုလိုပဲထင်မှတ်နေတော့မှာပဲလူသက်သမားကထီကိုသူ့စီဦးတီးပြီးချိန်ရွယ်လိုက်ပါတော့တယ်